ခွင့်လွတ်တတ်တဲ့အတွေးဆိုတာလည်းရှိလူတွေကကိုကြတော့ခွင့်လွတ်တယ်သူများကြတော့ခွင့်မလွတ်ဘူးဆိုတာလောကမှာထင်ရှားတယ်နော်ကိုကြောင့်ဖြစ်လို့ရှိရင်မတော်တဆလို့ပြောတယ်သူများကြောင့်ဖြစ်လို့ရှိရင်နမောနမဲလို့ပြောတယ်တကယ်ကိုအဲ့ဒါလို့ဖြစ်တယ်သူများကြောင့်တစုံတစ်ခုဖြစ်သွားရင်ဟာဒီလူကနမောနမဲနေလို့ဖြစ်ကိုကြောင့်ဖြစ်ရင်တော့မတော်တဆသူများကြောင့်လည်းမတော်တဆလို့တွေးလိုက်ရင်ဒေါသမဖြစ်တော့ဘူးဩမတော်တဆဖြစ်ရှာတာပဲနော်ဒါစိတ်ဓာတ်ရဲ့အကြံခံမှုတွေပဲကိုယ်ကိုလေ့ကျင့်ပေးရမှာအောင်ပြောတာသူများပေါ်မှာအပြစ်နေမြင်နေသေးတဲ့များကာလပတ်လုံးမေတ္တာဆိုတာသက်ဝင်နိုင်ဖို့မဖြစ်ဘူးစိတ်နှလုံးအေးချမ်းအောင်စိတ်တည်ပူပန်မှုမဖြစ်ရအောင်ဘာကိုဖယ်ရှားရမလဲလို့ဆိုလို့ရှိရင်တွေ့တာမှုဖယ်ရှားတွေ့တာမှုတွေရှိနေတဲ့များကာလပတ်လုံးစိတ်နှလုံးအေးချမ်းမှုဘယ်သူမှမရတွေ့တာမှုသည်စိတ်နှလုံးပူပန်မှုကိုဖြစ်ပေါ်စေတယ်လို့မြတ်စွာဘုရားကိုယ်တိုင်ကလည်းဟောထားတာရှိတယ်လေတဏှာယစာယတိတောကောတဏှာယစာယတိတောကောတောကဆိုတာတဏှာကြောင့်ဖြစ်လာတွေ့တာမှုဆိုတဲ့တဏှာရှိနေတဲ့ပုဂ္ဂိုလ်တိုင်းတောကဘယ်လိုမှရှောင်လွဲလို့မရနိုင်ဘူးတောကကိုရှောင်လွဲခြင်းလို့ရှိရင်တဏှာကိုလျှော့ချကြဖြစ်တယ်လူတိုင်းဟာစိတ်နှလုံးအေးချမ်းပြီးတော့တောကကင်းဝေးစွာနေထိုင်ကြတယ်သို့တော့တကယ်ပဲတောကကင်းဝေးပြီးတော့နေနိုင်ကြသလားဆိုမနေနိုင်ကြဘူးဘာဖြစ်လို့မနေနိုင်တာတော့လို့ဆိုတော့အဓိကအကြောင်းဖြစ်တဲ့တွေ့တာမှုကိုမဖယ်နိုင်လို့ပဲတွေ့တာမှုကိုမဖယ်နိုင်သေးတဲ့မြတ်တောကဆိုတာဘယ်တော့မှလျှော့ချနိုင်ကြမှာမဟုတ်ဘူးတဲ့ခေါင်းထဲမှာအမိုက်တွေထက်အဲ့ဒီအမိုက်တွေနဲ့ပူလောင်နေတယ်ဆိုလို့ရှိရင်ခေါင်းအေးမထားနိုင်တော့ခေါင်းအေးထားဆိုတာအပူတွေအတွေးမတွေးနဲ့အရှုပ်တွေမထက်နဲ့မြူနီစပယ်အမိုက်ပုံကြီးမဖြစ်စေနဲ့ကိုယ်အုံနောက်ထဲမှာကြည်လင်အေးမြပြီးတော့တန်မိုးရှိတဲ့အရာတွေသာခေါင်းနဲ့ထက်အလို့မို့ဆိုရင်အမိုက်ပုံကြီးဖြစ်သွားလိမ့်မယ်အဲ့ဒါတွေမထက်နဲ့ဝုန်းကိုတော့ချောင်းချောင်းထားခြေထောက်ကိုတော့နှွေးလိထားလို့ပြောချတယ်ပေါ့နော်ခြေထောက်နှွေးခေါင်းအေးဝန်းချောင်းချောင်းလူဘဝမှာတော့အဲ့ဒါជីវတုတ်တဲ့ခြင်းအကြောင်းတွေပဲကျမ်းမာပြီးတော့ជីវတုတ်တဲ့အကြောင်းအဲ့ဒါကြောင့်ဘဝမှာစာရင်တော့ဆိုတာစဉ္ញသုံးသက်တတ်ရမယ်ကိုယ့်အခြေအနေကိုစဉ္ញသုံးသက်တတ်ရမယ်ငါလှုပ်နေတာဘာတွေနဲ့ချိန်ကုန်နေသလဲငါဘာလှုပ်တဲ့သလဲဆိုတာကိုအမြဲတမ်းစဉ္ញသုံးသက်ရမယ်ဒီတဲ့အစင်းမြင်လို့နိဗ္ဗာန်ရချင်တယ်ဆိုလို့ရှိရင်တော့ဘယ်ရာမှမမြဲဘူးဆိုတာကိုသိရစဉ္ញနဲ့မမြဲဘူးလို့သိခြင်းဟာဘာအကျိုးရှိလဲလို့မေးကြည့်တွေ့တာမှုတွေကိုလျှော့ချလို့ရတာဒုတိယတွေ့တာမှုဆွဲမဲ့မှုတွေအပေါ်မှာတွေ့တာမှုဆွဲမဲ့မှုကိုအကြောင်းပြုပြီးတော့တွေ့တာတဲ့အရာအတွက်လှုပ်ချန်လုံးပြီးသွားတယ်လူဘဝဆိုတာကိုလိုချင်တာကြီးလည်းရမှာမဟုတ်ဘူးကိုတွေးချင်တာနဲ့ကြီးလည်းတွေးမှာမဟုတ်ဘူးလိုချင်တာလည်းရမယ်မလိုချင်တာလည်းရမယ်တွေးချင်တာနဲ့လည်းတွေးမယ်မတွေးချင်တာနဲ့လည်းတွေးအဲ့ဒီထဲမှာအကောင်းနဲ့လည်းတွေးမယ်ဆိုးနဲ့လည်းတွေးမယ်ကောင်းလည်းရမယ်ဆိုးလည်းရမယ်အဲ့လိုကြုံတွေ့လာတဲ့လောကရဲ့သဘာဝလောကဓာတ်မုန်တိုင်းနဲ့တွေ့တဲ့အခါမှာကိုယ်စိတ်ဟာရင်းရိုင်ခြင်းဆိုတာမဖြစ်ဖို့ရအတွက်လေ့ကျင့်တာဟာစိတ်အလှပကိုတစားဆင်ပေးတာနဲ့အလားတန်တူတယ်လှပအောင်ပြင်ထားတဲ့စိတ်ကလေးကိုကြံ့ခိုင်အောင်ထပ်မှတ်ပြီးတော့ပြင်ညာမှာစိတ်ထက်ကြံ့ခိုင်သွားပြီဆိုတဲ့ပုဂ္ဂိုလ်ယဟနာပုဂ္ဂိုလ်လို့ခေါ်တာပဲနော်ယဟနာဖြစ်သွားပြီဆိုရင်စိတ်ဓာတ်ကြံ့ခိုင်သွားပြီယဟနာမဖြစ်သေးတော့လည်းပဲမိမိစိတ်ဓာတ်ကြံ့ခိုင်အောင်ပြင်ဖို့အရေးကြီးတယ်